ဆရာနာရှင်တို့ရဲ့မတရားကြိုးပေးတပ်ဖြတ်ခြင်းခံခဲ့ရတဲ့ចောင်းသားခေါင်းဆောင်စလိုင်းတင်မောင်ဦးကြာဆုံးခဲ့သည်မှာယခုဇွန်လ26ရက်နေ့တွင်46နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။စလိုင်းတင်မောင်ဦးကို1950ခုနှစ်ကတောင်ငူမြို့မှာမွေးဖွားခဲ့ပြီးရန်ကုန်မြို့မှာနေထိုင်ခဲ့ပါတယ်။အချိုးချင်းလူမျိုးအဖဦးလာတဲ့နှင့်အမိဒေါ်နှင်းမြိုင်တို့၏တာကြီးဩရတာဖြစ်ပါတယ်။ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တရဗေဒအထူးပြုကျောင်းသားတဦးလည်းဖြစ်ပါတယ်။စလိုင်းတင်မောင်ဦးကိုတဦးတည်းသောကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရတဲ့ကျောင်းသားခေါင်းဆောင်တဦးအဖြစ်လူသိများပါတယ်။စလိုင်းတင်မောင်ဦးဟာရန်ကုန်တက္ကသိုလ်ရှင်းကျောင်းသားများသမဂ္ဂ၏အထွေထွေအတွင်းရေးမှူးလည်းဖြစ်ပါတယ်။1969ခုနှစ်5ကြိမ်မြောက်အရှိတောင်အာရှကျွန်းဆွယ်အားကစားပွဲကျောင်းသားလှုပ်ရှားမှုတွင်တက်ကြွစွာပါဝင်ခဲ့ပြီး1982ခုနှစ်တမိုင်းဝန်းအတွင်းဖြစ်ပွားခဲ့တဲ့ကျောင်းသားလှုပ်ရှားမှုတွင်လည်းတက်ကြွစွာပါဝင်ခဲ့ပါတယ်။ရင်းလှုပ်ရှားမှုကြောင့်စစ်အစိုးရရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးအင်းစိန်ထောင်မှာချုပ်နှောင်ခံခဲ့ရပါတယ်။1984ခုနှစ်ဇန်နဝါရီလ3ရက်နေ့တွင်ထောင်ကလွတ်မြောက်ခဲ့ပါတယ်။1984ဇွန်လတမိုင်းချီမြင့်နှင့်အထက်ဆက်ယုံအလုသမားတပိတ်တိုက်ပွဲ၌ကျောင်းသားအကျောင်းသူများပါဝင်နိုင်ရေးစီယုံလှုပ်ဆော်မှုများပြုလုပ်ခဲ့ပါတယ်။1984ခုနှစ်မှာရန်ကုန်တက္ကသိုလ်ရှင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီတွင်အထွေထွေအတွင်းရေးမှူးအဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။ရှင်းမျိုးသားများရဲ့နာမည်အရှိတွင်စလိုင်းရှင်းမျိုးသမီးများရဲ့နာမည်ရှိတွင်မိုင်ဟုခေါ်ဝေါ်သုံးဆွဲဖို့အဆိုပြုခဲ့ပြီးအတည်ပြုနိုင်ခဲ့ပါတယ်။1984ခုနှစ်ကဖြစ်ပွားခဲ့တဲ့ဥဒ္ဒံအရေးခင်းမှာစစ်အစိုးရကိုရဲရဲဝံ့ဝံ့စန့်ကျင်ခဲ့တဲ့ចောင်းသားခေါင်းဆောင်တဦးအဖြစ်ပါဝင်ခဲ့ပါတယ်။1984ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဦးတန့်ဇာပနာကိုပို့ဆောင်မှုရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်နှင့်စက်မှုတက္ကသိုလ်ကျောင်းသားကျောင်းသူများဦးတန့်အလောင်းထားရှိရာကြိုက်ကစံကွင်းကြီးတို့နနက်ပိုင်းတွင်ချီတက်သွားကြပြီးရဟန်းတန်ဃာများလည်းရောက်ရှိနေကြပါတယ်။အားလုံးသောသူများစိတ်ထဲတွင်မြမကုံဆောင်ဦးတန့်ကိုဗိုလ်ချုပ်နေဝင်အစိုးရကအလေးအမြတ်နေရာမပေးဘဲကြံတော်တုတ်တံမှာမြုပ်နှံဖို့စီစဉ်ထားခြင်းကိုလုံးဝမကျေနပ်ခဲ့ကြပါ။သို့တော်လည်းသူတို့ရဲ့မကျေနပ်ချက်ကိုထုတ်ဖော်မပြောရကြပါ။အစိုးရဆန့်ကျင်သူမှန်လင်ထောင်တန်းကြမှာကိုသိနေကြတဲ့အတွက်ဖြစ်ပါတယ်။ဒီအချိန်မှာစလိုင်းတင်မောင်ဦးကိုကားပေါ်မှာလူတစ်ယောက်ကမိုက်ခွက်ကိုလှမ်းပေးလိုက်ပါတယ်။ကိုတင်မောင်ဦးကကားစီကိုရှောက်သွားတဲ့အခါမိုက်ခွက်ကိုကင်ပြီးအင်ဂျင်ဘောနက်ပေါ်သို့တက်လိုက်ပြီးတော့ရဲဘော်တို့ဘိုးနေဝင်းဟာငါတို့ចောင်းသားတွေရဟန်းရှင်လူတွေလေးစားရတဲ့ခေါင်းဆောင်ဦးတန့်ကိုတာမန်လူတွေမြုပ်တဲ့နေရာမှာမြုပ်စေဖို့စီမံခဲ့တယ်။ဦးတန့်ဟာမြန်မာခေါင်းဆောင်နေမဟုတ်ဘူး။ကမ္ဘာခေါင်းဆောင်အဖြစ်အားလုံးကအတိမတ်ပြုခံရသူမြန်မာခေါင်းဆောင်အာဇာနည်ပုဂ္ဂိုလ်ကြီးဖြစ်တယ်။ဦးတန့်ကြောင့်ငါတို့နိုင်ငံကိုကမ္ဘာသူကမ္ဘာသားတွေသိရှိခဲ့ပြီးငါတို့လူမျိုးကိုလည်း